Okay မင်္ဂလာပါကျွန်တော်ကရဲလင်းထက်ပါကျွန်တော်ဒီ Grow ရဲ့ဒီ After Sales Service Manager ပါဆိုတော့ကျွန်တော်ဒီနေ့ဟိုပြောပြခြင်းတဲ့အကြောင်းအရာလေးကကျွန်တော်ဒီ50 kW hybrid inverter နဲ့ဒီ60 kWh ဒီ hybrid battery set ကိုဘယ်လို installation လုပ်လဲပြီးရင်ဒီ system ကိုဘယ်လိုအကျိုးရှိတက်ဆင်သုံးစွဲမလဲဆိုတဲ့ဟာလေးကိုကျွန်တော်ရဲ့ဒီ MK Group မှာရှိတဲ့ဒီ engineer တွေလာပြီးတော့ဒါ knowledge sharing လုပ်ပြီးတနည်းအားဖြင့်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံ customer တွေရုံကြည်ကြည်နဲ့သုံးစွဲလို့ရအောင်ပြီးတော့လင်းမြန်မြန်နဲ့ဒီ after sales service ကို support လုပ်လို့ရအောင်ဒီမှာကျွန်တော် installation ဘယ်လိုလုပ်ရလဲပြီးရင်တက်ဆင် communication တွေဘယ်လိုလုပ်ရလဲဆိုရဲဒီ technical knowledge session လေးကိုဒီမှာလာပြီးတော့ sharing လုပ်ပေးခြင်းဖြစ်တယ်အဲ့တော့ဒါလေးကကျွန်တော်တို့installation အတွက်တက်ဆင်ထားတဲ့ဟာလေးပြင်ဆင်ထားတဲ့ဟာလေးအဲ့တော့ဒီက engineer တွေနဲ့system တစ်ခုဖြစ်တယ်ဆိုရင်ဘယ်လိုကျွန်တော် trouble shooting လုပ်ရမလဲဘယ်ဟာတွေကို focus ထားပြီးတော့စစ်ဆေးရမလဲဘယ်ဟာတွေကဒီ system မှာအရေးကြီးဆုံးလဲဆိုတဲ့ဟာလေးကိုကျွန်တော်ဒီနေ့လာပြီးတော့ sharing လုပ်ပေးရပါပြီးသားဖြစ်မှာဒါအခုတို့ရဲ့ဒီ WID 50 kW inverter အဲ့တော့အခုတို့ဒီ WID မှာhybrid တွေပဲသူကလာတာဒါနောက်ဆုံးအခုတို့ရဲ့ CN9 series ဖြစ်တယ်ဒီမှာအခုတို့က touch display ပါတယ်ပြီးရင်ဒီမှာ AC input ပါမယ် AC output ပါမယ်ပြီးရင် generator port ပါမယ်เนาะအဲ့တော့ AC input အနေနဲ့ဆိုရင်အခုတို့က input မှာဆိုရင်နှစ်ခုပါတယ်ဒီညပြင် EPC နဲ့ generator နဲ့ဟိုဘက်မှာအခုတို့ကလုတ်ဖို့ပေါ့เนาะနောက် battery power အနေနဲ့အခုတို့က input ဒီမှာ terminal 3ခုပါတယ်เนาะ battery 1 battery 2 battery 3အဲ့တော့ကိုတို့ကဒီမှာဆိုရင်ဒါ battery cluster တစ်ခုလေးတွဲထားလို့ဒါ battery input တစ်ခုလေးကိုဝင်ထားတာဆိုတော့ဒါကစမ်းနေတဲ့အတော်မျိုးမို့ကိုတို့ကရတယ်ဒါပေမဲ့on ground မှာကြာရင်ကိုတို့ကဒီတိုင်းပဲသုံးမယ်ဆိုရင်ကိုတို့ကဒီ port တစ်ခုမှာကိုတို့ maximum 50 ampere ပဲရတာ55 ampere ပဲရတာဆိုတော့55 ampere မှာတကယ်တမ်းပြောရင်28 kW 30လောက်ပဲ maximum ရတာတကယ်လို့ customer ကဒီ battery cluster တစ်ခုရဲ့နဲ့ဒီ input တစ်ခုရဲ့ကိုသုံးထားမယ်ဆိုရင်တေချာ50 kW ကြီးတက်တယ်ဆိုပေမဲ့50 kW လုံးသူသုံးလို့ရမှာမဟုတ်ဘူးအဲ့ကြရင် customer ဘက်ကကျွန်တော်တို့50ဒါမှ terminal တစ်ခုထဲမှာပဲဝင်ထားရလားဒါဖြစ်နိုင်ခြေရှိတယ် inverter ဆိုရဲ့အမျိုးကသူက power source ဒီကောင်က power ထုတ်ပေးရကောင်မဟုတ်ဘူးဒီကောင်က power convert လုပ်ပေးရကောင်အဓိက power source ထုတ်ပေးမှာ battery ကထုတ်ပေးမှာအဲ့တော့များသောအားဖြင့် overload ကိုtroubleshooting လုပ်တဲ့အခါကျရင် battery capacity ကနိုင်လားဒါမှမဟုတ်လောက်က battery capacity ကများနေရလားဖြစ်နိုင်ကြရနှစ်ခုရှိရကွာ။ဒါပေမဲ့ inverter ကဖြစ်နေရလား။ဒါပေမဲ့ inverter ဖြစ်တဲ့ရာခိုင်နှုန်းကတကယ်ပြောရင်အခုတို့case ရဲ့80ရာခိုင်နှုန်းလောက်က inverter ဖြစ်နိုင်ကြရနည်းတယ်။ဒီက battery ကြောင့်လည်းဖြစ်နိုင်တယ်။ဒါမှမဟုတ် heavy load ကြောင့်လည်းဖြစ်နိုင်တယ်။ inverter ကသူက power မရှိဘူး power ဆွဲယူမှာ battery ကနေ battery ကမပေးနိုင်တဲ့အခါကျရင်သူက overload ပြရကွာ။ဒီကအဲ့တော့ဒီမှာအဲ့တော့အခုတို့မှာဒီဘက်ဘေးမှာဒီမှာ combiner box လေးပါသေးတယ်။အဲ့ပုံမှန်အဲ့ combiner box ကကိုတို့ကဒီinput တစ်ခုဝင်လာရင်ဒီမှာ output 3ခုထွက်သွားတယ်3စုံထွက်သွားတယ်3စုံဒါကအခုတို့ဒီ inverter တွေကိုဒါဝင်နေကောင်ဒီနေ့အပြင်ဒီကောင်ပဲအဲ့တော့ combiner box ခံပြီးတော့အခုတို့ကဒီ input 3ခုတွေကိုထည့်ရင်အခုကသွားလို့ရတယ်ဒါဆိုရင်သူကလောက်ကိုနိုင်တယ်ကွာပြောချင်တဲ့သဘောကနော်အဲ့ဒါကအခုတို့က battery cluster တစ်ခုရဲ့အတွက်တကယ်လို့ battery cluster နှစ်ခုဆိုရင်တော့အခုတို့ကဒီမှာနှစ်ခုတစ်ခါရဲ့ဓာတ်တိုင်းဝင်လို့ရတယ်အဲ့ကြရင် BMS ကလည်းအခုတို့ကဒီမှာ2ကိုဝင်ထားရဲဆိုရင် BMS 2မှာဝင်ပြီးတော့ဒီမှာ1 2ပေါ့ကွာအခုတို့1 2ဝင်ထားတယ်1 2ဝင်ထားရဲဆို BMS ဒီမှာလည်း BMS 4က3ခုပါတယ်1 2 3ပါတယ်အဲ့တော့1 2ကိုဝင်ထားရဲဆိုရင် BMS 1 BMS 2 cluster 1ကဒီမှာ battery input 1ကိုဝင်ထားတဲ့အတွက် BMS ကအခုတော့1ပေါ့နော်အဲ့တော့ဒါသိရမယ်ပါဒီဘက်မှာဆိုရင်ဒါအခုတော့ MPPT string တွေရှိရဲအဲ့တော့ PB ကိုတို့ထည့်ထားတယ်ဆိုဒီမှာPB switch ပါတယ်ဟိုအဲ့တော့customer အနေနဲ့ဒါလိုက်သုံးနေတယ်ဆိုလဲသုံးလို့ရတယ်။ဒါသုံးမှသူအပြင်မှာ isolation တွေပါထည့်ခြင်းနေဆိုလဲထည့်လို့ရတယ်။အဲ့တော့ဒီမှာ BMS communication အတွက်ဆိုရင်1ပါတယ်2ပါတယ်3ပါတယ်ဒီကောင်ဆိုရင် parallel communication အတွက်ပြီးရင်ကိုက meter communication အတွက်ပါတယ်နော်။ပြီးရင်ဒီမှာ Wi-Fi module ဒါ online monitor and control အတွက်အဲ့တော့ဒီ Wi-Fi module ကနေကိုကအလုပ်လုပ်လို့ရတယ်။အဲ့တော့ Wi-Fi online ဖြစ်နေပြီဆိုတနည်းအားဖြင့်ဘာဖြစ်လဲဆိုညီကိုလည်းကိုယ့်ရဲ့ဒီ OS account နဲ့လမ်းပြီး control လုပ်လို့ရတယ်အခုတို့ကလည်းလိုအပ်ရင် remote ကနေလမ်းပြီးတော့အခုတို့ကလိုအပ်တဲ့ဟာကိုလမ်းပြီးတော့လုပ်ပေးလို့ရတယ်ပြောချင်တာဒါကဒီ system ကြီးကိုဒါညီတို့အနေနဲ့ဒီဟာကို support မလုပ်ရင်ကိုယ့်ရဲ့ product အကြောင်းကိုနားလည်ဖို့လိုတယ်ကိုယ့်ရဲ့ specification တွေအကြောင်းကိုနားလည်ဖို့လိုတယ်အဲ့တော့ hybrid system ဖြစ်တဲ့အတွက်ဒီမှာဒီဘက်မှာ specification တွေသူပြထားတယ်ဟိုဘက်မှာဖြစ်လေဒီ
ဒီ90ဒီမှာဆိုရင် AC ဒီမှာ input တဲ့ output တဲ့အမြဲ input က100ရတယ်ဒီကောင်90ပြောချင်တာဒီမှာဘာလို့ input 100ရတယ်လို့ပြောထားလဲဆိုတော့ तू ကဥပမာကိုတို့ကဘက်ထရီကို50 kW ဟိုလောက်ကို50 kW နဲ့သုံးနေဘက်ထရီကိုလည်း50 kW နဲ့ तू ကအားသွင်းနေအဲကြောင့်မို့ तू ကအဝင်မှာဆိုရင်ကိုတို့ကဟို100 kW ထိ तू ကရတယ်လို့ तू ကပြောတာအောက်ဘုတ်ကတော့ of course ကိုတို့က50 kW ထိပဲ50 kW တဲ့ကြော်လို့တော့မရဘူးဒါမှဒါရဲ့သူ့ရဲ့ efficiency ကဒါ input ကကိုတို့ကလုံးနဲ့ဘက်ထရီနဲ့ plus ပေါ့နော်အခုတော့ဟို cover လုပ်ချင်ဒါမျိုး size ကိုရွေးတဲ့အခါမျိုးကြတယ်အခုတော့အဲ့အမျိုးကိုတော့ရွေးရတယ်နော်အဲ့ဟိုပြထားတယ်ဒီမှာဟိုဒါဆိုရင် maximum input output apparent power နော်ဒါ AC data ပြီးရင် load data ဒီမှာ load ကသူပြောတယ်50 kW ပဲဟိုမှာ230 480ဒီကောင်3 phase inverter ပဲအခုတော့ line to line နော်ပြီးရင်ဒီမှာ battery ကသူ့ရဲ့ volt range ကဒီမှာ200နဲ့သူက900လို့ပြောထားတယ်အဲ့တော့ဒီ200နဲ့ကိုကတော့900ဟို volt rate မိမှပဲကိုကဒီ inverter အလုပ်လုပ်မှာပေါ့နော်အဲ့ဒါတခုရှိရယ်ပြီးရင်ဒီမှာ input 3ခုပါတယ်ဒီမှာ55 ampere ဆောင်းတာ battery terminal မှာ terminal တစ်ခုကိုသူက55 ampere ရတယ်လို့သူကပြောထားတယ်ကျန်တာကကိုတို့ဘာမှမဟုတ်တော့အဓိကကိုတို့အရေးကြီးတာဒီ data ရဲ့ဒါမှကိုတို့က size ကိုရွေးတဲ့အခါကျရင်မှန်မှန်ကန်ကန်ကိုတို့ကဟို size design engineer တွေနဲ့ကြာဒီ data တွေကိုကြည့်ပြီးမှကိုတို့က size ကိုရွေးရတာဟုတ်နော်အဲ့တော့ဒီဟာလေးကိုတို့ကနားလည်ထားဖို့လိုတယ်ဒီ specification လေးနာအဲ့ဒါနားလည်မှဟို site ကိုတွက် support လုပ်တယ်ဆိုရင်သူတို့တက်ထားတဲ့ဟာတွေက size တွေကမှန်လားသိရမှာဒါမှ size တွေလွဲနေရလားဒါဆိုကိုကအကြံဉာဏ်ပေးလို့ရတယ်ဒါ specification မိုင်းနဲ့ဒီဟာကိုပြောတဲ့ဟာတွေကဒါပဲအဲ့တော့အရင်အဝင်မှာဆိုရင်ကိုတို့ကဒီမှာ input ရှိမယ်ဒါဟို inverter ရောဝင်နေကောင်ရှိမယ်ပြီးရင်သူ့ရဲ့ load side ရှိမယ်ပြီးရင်ဆောနာကိုပြောရဲဒါဟိုမီတာရှိမယ်နောက်တစ်ခုအဲ့တော့မီတာတွေကအခုတို့ကဟိုတက်ဖို့လိုလားဆိုတော့ဟို site ရဲ့ application ပေါ်မှာမူတည်ရအဲ့တော့ဟိုကိုတို့ဒီမှာနိုင်ငံမှာတမန်ကရှန်က customer စီတွတ်တက်တယ်သူက load site တွေကိုအကုန်လုံးဒီဘက် load ပို့မှာပဲသူကထည့်ထားတယ်ဆိုရင်အခုတို့ကမီတာမသုံးလည်းရတယ်မီတာမသုံးလည်းအခုတို့ရပြဿနာမရှိဘူးရတယ်အခုတို့ဒီ inverter ထဲမှာသူ့မှာ internet CD ပါတယ်အဲ့တော့အခုကဟို setting ထဲမှာတွားပြီး internet CPU ရွေးလိုက်တယ်ဆိုရင်0 export တော့ကအခုတို့ကအဆင်ပြေတယ်0 export ကလည်းဘာကြောင့်လိုတာလဲဆိုတော့အခုတို့ hybrid ဖြစ်နေလို့ upgrade ဆိုရင်0 export ကဘာမှမဖြစ်ဘူး hybrid ကြာတော့သူက EPC နဲ့သူက synchronize ဖြစ်တယ်သူက connected ဖြစ်တယ်ပေါ့ EPC အဲ့တော့ဘာဖြစ်လဲဆိုတော့ power ကဒီကောင် energize ဖြစ်တာနဲ့ EPC ရဲ့ကိုလည်းပြန်ရောက်နိုင်တယ် hybrid ဖြစ်သည့်အတွက်အခုတို့က on grid off grid on grid မှာကြာဘာဖြစ်လဲဆိုတော့သူက EPC နဲ့သူကတွဲပြီးတော့လုပ်တယ်ဆိုတော့အဲ့ကောင် EPC ဘက်ကိုပြန်ရောက်နိုင်တယ်ဒါ hybrid ရဲ့သဘောကဒါကြောင့်မလို့ကိုကဒီ CD ဟို meter communication ကိုကလိုဒါပေမဲ့အခုပြောသလို customer ရဲ့ load တွေအကုန်လုံးကိုဒီဘက် load ပို့မှာပဲထည့်ထားရဲဆိုရင်အခုကဒီ meter ကြီးကိုကိုက30ရမလို့ရတယ်ပြဿနာဒါပေမဲ့ customer ကဒီမှာတချို့ load တွေသူကခွဲထားတယ်သူက EPC ကနေ direct ယူသုံးထားတယ်ပြောကြ heavy load တွေပေါ့ motor load လိုဟာမျိုးတွေတချို့ load တွေယူသုံးထားတယ်ဆိုရင်တော့အခုကဘာရှိလဲဆိုတော့ဒီ meter ကိုသုံးပေးရတယ် meter မသုံးရင်ဘာဖြစ်လဲဆိုတော့ပြန်သူကဝင်မှာအဲ့ကြရင်ဒီ internet CD ကနေမရတော့အဲ့ကြရင်ကိုတို့က meter ကိုစောနာပြောရတာ meter နော် CD ကအခုတို့ဖမ်းထားရဒီမှာ CD လေး ICD ကဒီဘက် meter ထဲဝင်meter ကနေမှဘာဖြစ်လဲဆိုတော့ဒီဘက် communication ဒီဘက် inverter ရဲ့ဝင်နော်ဒါ single line ဒါဟိုသဘောတရားနားလည်အောင်ဒါအခုရှင်းပြအဲ့မှာ तू ကဒီမှာ तू က meter နဲ့ဟိုဘက်ကိုမရောက်အောင် power ကိုမရောက်အောင် तू က control လုပ်လို့ရတာအဲ့တော့ဒီ on grid လောက်ပဲအဓိကအဲ့တော့ customer စီမှာ on grid လောက်ရှိမရှိကိုကဘာလို့လဲဆိုကိုစင်နေဆိုရင်တော့သိတာရကွာတခြားသူတွေစင်နေဆိုရင်တော့ဒီ on grid လောက်ကရှိလားမရှိဘူးလားကိုကဟိုကြည့်ဖို့လိုတယ် on grid လောက်ရှိရဆိုရင်ကိုတို့ကဒါ meter သုံးဖို့လိုတယ်ဘာလို့ power ပြန်ရအောင်အားထင်တယ်မင်းတို့ဟိုတော်လောက case တခုမင်းတို့ရှိမှာပဲဟုတ်တယ်မငါ video call နဲ့တော့ lens support လုပ်တယ်ဟောပြန်ရောက်နေတဲ့ case လေဟုတ်လားအဓိကအဲ့ on grid လောက်တွေရှိနေလို့အဲ့ဒီ on grid လောက်တွေရှိနေရဆိုရင်မရဘူးအဲ့တော့လောက်တွေအကုန်လုံးကဒီဘက်မှာ backup လောက်ဆိုရင်တော့ပြဿနာမရှိဘူးpower ပြန်ရောက်နေရှားမရဘူးဆိုရင်လည်းတေးကြရဲသူ site ထဲမှာလောက်က on grid လောက်တစ်ခုရှိနေအဲ့အောင်ကိုကရအောင်ရှာဖို့ပဲလို့သူကသူက power မရောက်ဘူးတေးကြ data မညာဘူးကွာတေးအဓိက system မှာတစ်ခု error ရှိနေတယ်ဒါမျိုးပါနော်ဆိုတော့ဒါဆိုရင်ဒါလှုပ်ထွက်နေပြီကွာဒါဆိုရင်ဟိုသူဟိုလှုပ်ထွက်နေအဲ့အခုကလှုပ်သုံးမယ်ဆိုရင်ဒီ display ကသူကဒီဘက်ကနေဒီဘက်ကိုတက်တာမဟုတ်ဒီဘက်ကနေတင်တယ် just လှုပ်တာဒီဘက်ကနေမှသူကဒီဘက်ကနေလျော့သွားပါပြောမယ်ဆို counter clockwise ပေါ့
ဟို cloud wide သွားတယ်ဆိုရင်ကိုကဒီတိုင်းသွားတယ်ဆိုရင်ကိုကဒါ battery ကို charging လောက်နေနော်ဒါကို display အခြေအနေကိုလည်းကိုသိဖို့လိုသေးရဲ့အဲ့တော့ဒီမှာကိုတို့ battery parameter ဖတ်လို့ရမယ်ပြီးရင်ဟို generate ဒီ grid power ဘယ်လောက်ဝင်နေလဲ PV power ဘယ်လောက်ရှိလဲload ဘယ်လောက်ရှိလဲဒါမျိုးကိုတို့ကဒီမှာဖတ်လို့ရ